ဝိသရကနိုင်ငံရေးဘက်ကပါနေတာမပါတဲ့လူကြည်ယူလိုက်ပေါ့မပါတဲ့လူတပုံကြီးပဲတော်တော်လေးပဲကျဲဝယ်တော့အခွန်နဲ့ဝယ်တာပဲဒါပြုတ်စားတော့အခွန်နှွာစားတာပဲငါးဝယ်တာအယိုးပါတာပဲဒါငါအယိုးဖယ်စားတာပဲဒါတော့လောကကြီးမှာအနှစ်သာရနဲ့အကာနဲ့အခွန်တော့တွဲလေးစဘာကအခွန်လေးနဲ့နေတာစားတော့ဆန်ကိုစားတာစဘာကိုစားတာအေးစဘာကိုဘယ်လိုစားတယ်ကြက်တွေစားတယ်ငှက်တွေစားတယ်သူတို့တိရစ္ဆာန်စိတ်ရှိတယ်အဲ့ဒီမစသူတို့တိရစ္ဆာန်စိတ်ရှိတယ်အေးမွေကကြက်ကိုဖောက်ရင်အခွန်ဖောက်လိုက်ပြီးတော့အခွန်နဲ့စားရင်စားတယ်သူတိရစ္ဆာန်တွေသူအသိဉာဏ်ရှိတဲ့လူတွေအခွန်စဘာအခွန်မစားဘူးဆန်ကိုစားတာကြက်တွေငှက်တွေကစဘာနဲ့စားတယ်ဆန်နဲ့စားတယ်သူနှစ်ခုလုံးစားတာဆန်နဲ့စားလိုက်တာပဲစဘာနဲ့စားတယ်အဲ့ဆိုမင်းတို့ကမကြည်ညိုညာရှိတဲ့ဘုန်းကြီးကိုလည်းပြင်မလိုက်တာပဲကြည်ညိုညာရှိတဲ့တန်ဃာတွေလည်းပြင်မလိုက်တယ်ဆိုမင်းတို့နှစ်ခုလုံးမင်းတို့ကတိရစ္ဆာန်စိတ်ဖြစ်သွားပြီစဘာနဲ့စားတယ်ဆန်နဲ့စားတယ်မရှင်းရင်လေးတို့ကဆန်ဝစားမယ်ဆိုရင်စဘာကိုတို့ကကြိတ်ခွဲစားတာနိုင်ငံရေးနေတဲ့ပတ်သက်တဲ့ဘုန်းနိုင်ငံရေးပတ်သက်ဘုန်းကြီးတဘုန်းကြီးပဲပြင်မပြီးမှာ1000လောက်ပဲရှိတယ်နိုင်ငံရေးပတ်သက်တာကျန်တဲ့တိတ်ကနဲ့မပတ်သက်ပဲနေတဲ့တရားဟောတယ်တဘုန်းကြီးပဲဆိုအဲ့ဒီကောင်းမြတ်စွာရှိတဲ့ဟာတွေကိုဒီအပား20 30 50 100နဲ့ကြည့်ပြီးတော့ကျန်တဲ့ဘုန်းကြီးတွေလည်းကဒါတော့ wrong ပဲဒါတော့ wrong